ကျွန်တော်ကအခုခိုတိုးပါ6လုံးကိုအရင်ပြောပြမယ်အဲ့ဒါလေးပြောပြပြီးသွားရင်တော့အဲ့ခိုတိုးပါတွေကပဲပါတဲ့အဖြေနဲ့ပတ်သက်တဲ့မွန်းတိုင်းပေါ့နော်ပုတ်စာလေးတစ်ပုဒ်ကိုနောက်ပိတ်ဆုံးမှာထည့်ပေးထားတယ်အဆင်ပြေမယ်ဆိုရင်ဖြည့်ကြည့်သွားပြီနော် ICF ဆိုတာဘာလဲ ICF ဆိုတာဂျပန်လိုဆိုရင်တော့ကိုကုဆိုင်စေကာဆိုခိနိုဘွန်လူီလို့ခေါ်ပါတယ်သူ့ကိုဂျပန်လိုထပ်ပြီးအရှိကောက်ထပ်ဖွဲ့မယ်ဆိုရင်ဟီတိုနိုစေကာဆိုခိနိုတို့ရှောဂိုင်ကိုဆိုဂိုတက်ကီနီထိုရာယေရူခံငိုင်ခတာလူတယောက်ရဲ့မတန်ဆွမ်းမှုကိုတစ်ဖက်တည်းမဟုတ်ဘဲနဲ့အားလုံးပေါင်းပြီးစဉ်းစားတဲ့စနစ်ကိုခေါ်ပါတယ်အီကာကူမော်ဒယ်လူဆိုတာကကျွန်တော်တို့ဆေးဘက်ပေါ့နော်ဆေးဘက်ဆိုင်ရာကနေကြည့်တယ်လို့ပြောပါတော့ရှောကိုင်းမိများချင်းခိုးကျင်တော်မွန်တိုင်းပြောခီခဲကာကကန်အင်ချီလျောခိုင်ဖုကိုမဲစားစုမတန်ဆွမ်းမှုမိများချင်းလူကိုယ်တိုင်ကနေပြဿနာဖြစ်ပြီးတော့ဆေးကုသပြီးမှပြန်ကောင်းအောင်လုပ်ကြတာကိုအီကာကူမော်ဒယ်လူလို့ခေါ်ပါတယ်ရှာခိုင်မော်ဒယ်လူကိုကျွန်တော်မြင်အောင်ပြောပြရမယ်ဆိုရင်ကျွန်တော်တို့တွေအခုအပြင်သွားတယ်လမ်းပေါ့နော်လမ်းမှာဆိုရင်လမ်းလျှောက်တဲ့လမ်းမှာဆိုရင်အဝါရောင်နဲ့လုတ်ပေးထားတဲ့ဘလော့လေးတွေပေါ့နော်အမြင်အောင်ချော့ရင်းနဲ့လူတွေအတွက်လုတ်ပေးထားတဲ့အဝါရောင်ဘလော့လေးတွေပြီးရင်အိမ်သားဆိုလည်းအများဆုံးအိမ်သားလေးလုတ်ပေးထားတယ်အဲ့ဒါကိုကြတော့ရှာခိုင်မော်ဒယ်လူပေါ့နော်ရှောကိုင်းမြများချင်းခန်းကျော်ရှာခိုင်တော်မွန်တိုင်းဒန်စာစပယ်စွနာဒုနောကန်အင်ခန်းကျော်ခိုင်စန်ကထိုင်ဆေဆော့ဒီဟာမှာဆိုရင်တော့မတန်ဆွမ်းမှုမြများခြင်းပတ်ဝန်းကျင်ပြဿနာလူကိုမပြောင်းလဲဘဲနဲ့ပတ်ဝန်းကျင်ကိုပြောင်းပေးရမယ်ဆိုတဲ့သဘောပေါ့နော်ဥပမာဆိုတက်ကြီးရွယ်ကိုအိမ်တွေမှာဆိုရင်ဥပမာဆိုလက်ကင်တန်းတွေပြီးအိမ်သားတွေကိုပြင်ဆင်ပေးရပါပေါ့နော်အဲ့လိုမျိုးခေါ်တာကိုရှာခိုင်မော်ဒယ်လူလို့ခေါ်ပါတယ်နံပါတ်4ICF ဆိုတာခုနကကျွန်တော်အီကာကူမော်ဒယ်လူကိုလည်းရှင်းပြခဲ့တယ်ရှာခိုင်မော်ဒယ်လူကိုလည်းရှင်းပြခဲ့တယ်အဲ့ဒီနှစ်ခုကိုပေါင်းတာကို ICF လို့ခေါ်တယ်အဲ့ဒါမှခိုးချင်းကိုလည်းမီရမယ်မီလူပေါ့နော်ခိုးချင်းကိုလည်းမီလူခန်းကျောမို့မီလူပတ်ဝန်းကျင်ပေါင်းနှစ်ဖက်လုံးကိုကြည့်ပေးရပါမယ်အဲ့ဒီနှစ်မျိုးလုံးကြည့်တာကိုမှ ICF ကိုကုဆိုင်စေကာဆိုခိနိုဘွန်လူီလို့ခေါ်ပါတယ်ဒီချက်ကလေးကတော့အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့မှတ်ထားရမယ်ရှောကိုင်ဝါနန်တဲ့ရှောဂျီတို့ဆိုရင်ခန်းကျောတူနိုဆိုးကောစာရောမတန်ဆွမ်းမှုမြများခြင်းပတ်ဝန်းကျင်နဲ့အပြန်အလှန်တက်ရောက်မှုကြောင့်ဖြစ်တယ်ကျွန်တော်တို့ခိုက်ကောလုပ်တယ်ဆိုရင်အဓိကအဖြစ်ကျွန်တော်တို့ကအဖိုးဖွားတွေကိုတယောက်တည်းရက်တီနိုင်အောင်အတက်နိုင်ဆုံးဟိုကျွန်တော်တို့ပြင်ရတယ်မလားဥပမာဆိုရင်ခရူမာမီဆူဆိုရင်သူ့ဘတ်သူတွန်းနိုင်အောင်အိမ်သားဆိုရင်လည်းသူ့ဘတ်သူတက်နိုင်ဆုံးသွားနိုင်အောင်သူတယောက်တည်းလုံနိုင်အောင်ကျွန်တော်တို့ကကူညီပေးရတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဆဲခိုင်ကိုမှတ်ထားပါမယ်ပေါ့နော်နံပါတ်6ချက်ကလေးကတော့ကျွန်တော်တို့ epasut တဲ့အန်ကီပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒါ note သဘောပဲပေါ့နော်အီကာကူမော်ဒယ်လူဆိုတာကဟီတိုနော်မွန်တိုင်းရှာခိုင်မော်ဒယ်လူဆိုတာကခန်းကျော်နော်မွန်တိုင်းနော်ပတ်ဝန်းကျင်မွန်တိုင်းပေါ့ ICF ဆိုတာကျတော့လျောဟိုးပေါ့နော်အီကာကူမော်ဒယ်လူရောခန်းကျော်ရဲ့မွန်တိုင်းအကီးဝတ်တွေကကျတော့စိုးကောစာရောဆိုတာလေးကိုမှတ်ထားပါမယ်အခုကျွန်တော်ပြောထားတဲ့6လုံးကိုမှတ်ပြီးပြီဆိုရင်တော့ကျွန်တော်မေးထားတဲ့မေးခွန်းလေးပေါ့နော်အဲ့ဒါကခိုင်ကောဖူကူရှိခိုကရှိကမှာပါတဲ့မေးခွန်းလေးပေါ့နော်အဲ့ဒီမေးခွန်းလေးကိုကျွန်တော်တို့အတူတူဖြေကြည့်အောင်နော်မေးခွန်းလေးကိုဖတ်ကြည့်လိုက်မယ်နော် ICF ကိုကုဆိုင်စေကာဆိုခိနိုဘွန်လူီနောရှာခိုင်မော်ဒယ်လူနီမိုတိုစကီရှောဂိုင်နောတိုရာခတာနီခန်ဆူရုခိရှောတိုရှိတဲ့မိုတိုမိုတက်ခိဆေဆိုနာမိုနိုအိုဟီတိုဆူအလမ်ဘီနာဆိုင်နံပါတ်1ကိုဖြည့်ကြည့်မယ်နော်ခိုးချင်းတော့မွန်တိုင်းတို့ရှိတဲ့တူလာရဲ့လူခိုးချင်းတော့မွန်တိုင်းဆိုတာခုနကကျွန်တော်တို့ချက်ခဲ့လीနော်ဘာလဲအဲ့ဒါအီကာကူမော်ဒယ်လူလေးဆိုတော့ဘာဆိုနော်နံပါတ်2ကြည့်မယ်ဘျောခီဂိုင်းရှောခါရချောကုဆေဆိုတက်ကီနီရှောဂျီရုဘျောခီဂိုင်းရှောဆိုကိုကလည်းအနာဖြစ်မှာကိုကယောဂဖြစ်မှာဆိုတော့ဒါကလည်းအီကာကူမော်ဒယ်လူပဲနော်အဲဆိုတော့ဒါလည်းမှားတယ်နံပါတ်3စာမနာခန်းကျော်တူနိုဆိုးကောစာယောနီယော့တဲ့ရှောဂျီရုခုနကကျွန်တော်တို့ကြက်ထားရလीနော်ခန်းကျော်တူနိုဆိုးကောစာယောအဲ့ဒီဟာပါလဲရှာခိုင်မော်ဒယ်လူလို့ပြောပြီးသားလीနော်ခန်းကျော်တူနိုဆိုးကောစာယောရှော့ကိုင်ဆိုဒီဖြေလေးကဒါခဏထားလိုက်မယ်နော်နံပါတ်4ချီလျောရှိတဲ့ဒေခိရုတကေခိုင်ဖူကူဆာဆဲရုခိုတိုမိုကုတေကီတိုဆူရုချီလျောဆိုတဲ့ဟာသူကအီကာကူတေကီလေနော်မေကုမာကရှာခိုင်မော်ဒယ်လူနီမိုတိုစကီရှောဂိုင်နော်ထိုရာရဲ့ခတာလို့ပြောထားတာလीနော်အဲ့ဒါဆိုတော့နံပါတ်4လဲမှားတယ်နော်နံပါတ်5အီလျောနာဒိုနီယောရီအန်ဂျောအိုဟီဆူယောတိုဆူရုအီလျောဆိုတဲ့ဟိုကသူကအီကာကူမော်ဒယ်လူလေနော်အဲ့ဒါဆိုတော့ကျွန်တော်တို့တွေကြည့်လိုက်တဲ့အခါမှာ1လဲမှားတယ်2လဲမှားတယ်4လဲမှားတယ်5လဲမှားတယ်ဆိုတော့အဖြေက3ဖြစ်ပါတယ်ကျွန်တော်ရှင်းပြတာလေးကိုအပန်းမကြည့်ဘူးဆိုရင်နားလဲတယ်ဆိုရင်နားလဲတယ်နားမလဲဘူးဆိုရင်နားမလဲဘူးလို့ comment မှာရေးသွားပေးလို့ရမလားကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်တစုံတရာအကျိုးရှိခဲ့တယ်ဆိုရင်တော့ like and share လေးလုပ်သွားပေးဖို့လည်းတောင်းဆိုပါရစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်မတာနေ bye bye